အဲ့လိုကျွန်တော်ဗျာလို့ဒီကခမာလူမျိုးပေါ့နော်ကမ္ဘောဒီးယားနိုင်ငံခမာလူမျိုးနဲ့လုပ်တဲ့ဟာလေး experience လေး sharing လုပ်တာ Nothing on that beat. Nope.ဆိုတော့ရောက်ပြီဆွေမျိုးတွေရောက်ပြီအားလုံးမင်္ဂလာပါတော့တန်း11ရဲ့ Chinese New Year campaign ကိုရှိုင်းမှာဖြစ်ပါတယ်ဟုတ်မောင်နေဆက်ဟုတ်တယ်So this is Dar. He's an assistant. He's a good guy. He helped me a lot. He know what to do. He know what he's doing. Thank you. Hi, Jason Daily Vlog. That's Phoebe. She's from Town 11. We've been working together a lot. Since last year. Yeah, last year. So today is the second day of another Chinese New Year photo shoot. It's going to be a full day. It's going to be exhausting. Cheers. Chill ဖြစ်တယ်။အရင် chill ဖြစ်တယ်။မှာကျွန်တော်မြန်မာနိုင်ငံမှာ lighting setup လုပ်တယ်ဆိုရင်တော့30 to 45 minutes ဝင်ကျင်လာကြာတယ်ပေါ့နော်။ဟိုလုပ်ဒီလုပ်ပေါ့ဗျာ။ရောင်းလာတယ်ပါ။ဆိုတော့ဘာကောလဲဆိုတော့ဒီကလူတွေကျွန်တော်တို့ very chill ။ဒီက chill ဖြစ်တယ်။ character တွေကလည်းအဲ့လို chill ဖြစ်တယ်။စင်နဲ့ဆောင်ရမ်းတော့ကြာ။အဲ့အချိန်ယူပါတယ်။တနားဝင်နေပါတော့ကြာ။ငါတို့လုပ်နေတယ်လုပ်ပြီးမယ်။သူတို့ပြောတဲ့ပုံစံတွေခါဖြစ်တယ်။ဆိုတော့ပြန်လျှော့ဆိုတော့ကြာ client နဲ့ကိုရိုင်းမဲ့အချိန်နဲ့ကိုရားတဲ့အချိန်နဲ့ duration ကိုတွက်ပြီးတော့နည်းနည်းချိန်ကဆွတ်ဆက်လို့ဒီက shoot တွေရဆိုရေကုန်လည်းတတိယရေကုန်ကလူတွေ lever တွေဒီပေါ်လာတယ်အကုန်လုံးအပေါင်းအသင်းတွေကတော့စောင်းတတိယဆိုကိုလုံးခဲ့တာရဘယ်လောက်ရှိလဲကိုယ့်ရဲ့ performance ဘယ်လောက် strong ဖြစ်လဲအဲ့ဒါပေါ်မူတည်ပြီးတော့အလုပ်ရှာတယ်ဒါပေမဲ့ network တော့လို့ပြကိုယ့်ရဲ့ portfolio လေးပြဆိုတော့ကျွန်တော်လည်းဒီရောက်ဒီ6လလောက်တော့ကြောင်ပြတိုင်ပတ် So yeah ဖူညီပေးတဲ့လူတွေကတော့လေဒီကနေကျွန်တော်ကျေးဇူးတင်ပါတယ်အခုဒီ story က ATM story လို့ခေါ်တယ်ကမ္ဘောဒီးယားတော့ကျွန်တော်တို့ဒီအောက်ထပ်ကိုယူထားတယ်အဲ့မှာဒီအောက်ထပ်ကိုယူတဲ့အတွက်ကိုသူကဘာတွေပါလဲဆိုတော့ package ထဲမှာလို့ hazel တွေ apache မီးတွေ 300C 22C ဒီမီးတွေဒါတွေလည်းပါပြီးသားဒီမှာနောက်မှာ project တွေကြိုက်တာယူတော့မယ် Baby, I ain't in no rush. I wanna fuck, which I'm tryna. I wanna fuck, which I'm tryna fuck. The numbers private, they be doing sign language. I'm down with your friends and the hoes that you came with. Okay, I'm outside, wrap my baby in a blanket. Okay, I'm outside, you can meet me at the banquet. Just ran up by your wallet, dog. I'm 10, that's the basis. You wanna tell a lie, can't tell the truth, cause you can't fake. Wow